အားလုံးပဲမင်္ဂလာပါခင်ဗျာကဘာကြီးထဲမှာထူးခြားအံ့ဩဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ယခုကျွန်တော်တို့နေထိုင်ရာကဘာကြီးထဲမှာတရဝါများစွာမျိုးနွယ်စုပေါင်းများစွာရှင်သန်နေကြပါတယ်အဲ့ဒီလိုပဲအရင်ကတန်နာရီလာတရဝါကြီးတွေကိုကျွန်တော်တို့ဟာရုပ်ရှင်တွေဗီဒီယိုတွေထဲမှာမြင်တွေ့နေကြရတဲ့အေယာမတရဝါကြီးတွေဟာလွန်ခဲ့သောနှစ်တန်းပေါင်းများစွာကကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးထဲမှာဘလို့ရှင်သန်နေထိုင်ခဲ့ကြလဲယခုကဘလို့အကြောင်းတွေကြောင့်ပျောက်ကွယ်သွားကြလဲဆိုတာကိုကျွန်တော်ရဲ့ channel ကနေဒီကနေ့ပြောပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမမိုသစ်စင်မျိုးနွယ်စုမမိုသစ်တွေကိုရှေးအောင်ကြောက်ပြရုပ်ကျွင်းတွေကနေတဆင့်လေးလာတွေ့ရှိခဲ့တဲ့စင်မျိုးနွယ်ဝင်နုတိုက်တရဝါကြီးတွေဖြစ်ကြပါတယ်သိပ္ပံပညာရှင်တွေရဲ့လေးလာတွေ့ရှိချက်တွေအရမမိုသစ်တွေဟာလွန်ခဲ့သောနှစ်တန်းပေါင်း9တန်းခန့်ကစတင်ပေါ်ပေါက်ခဲ့ပြီးနှစ်ပေါင်း4000ခန့်အထိရှင်သန်ခဲ့ကြပါတယ်မမိုသစ်တွေဟာအာဖရိကစင်နီတက်အာချစင်နီနဲ့ပိုပြီးမျိုးနွယ်နှိစက်ကြတယ်လို့သိပ္ပံပညာရှင်များကသုံးသပ်ထားကြပါတယ်မမိုသစ်တွေဟာယနေ့ခေတ်စင်နီတက်အရွယ်စားကြီးမားယုံသားမကအမြင့်ပေ73ပေအထိရှိနိုင်ပြီးကိုယ်လေးချိန်ဟာလည်း6တန်းကနေ7တန်းအထိ4ချိန်ရှိကြပါတယ်မမိုသစ်စင်တွေဟာအေးမြတဲ့ရာသီဥတုကိုနှစ်သက်ကြပြီးရေခဲတောင်တွေရှိတဲ့နေရာတွေမှာနေထိုင်တတ်ကြပါတယ်ရာသီဥတုကိုခံနိုင်ရှိစေရန်အတွက်သူတို့ရဲ့ခန္ဓာကိုယ်ကိုအခြေတပေခန့်ရှိတဲ့အမွှေးထူထူတွေနဲ့ဖုံးအုပ်ထားကြပါတယ်မမိုသစ်တွေမှာအရှိ15ပေအရှိအထိရှိတဲ့အဆွဲတွေချပြီးမဲလိုက်ချိန်နဲ့ရန်သူတွေကိုခုခံတဲ့နေရာမှာအဲ့ဒီအဆွဲတွေကိုကောင်းကောင်းသုံးပြုနိုင်ကြပါတယ်သိပ္ပံပညာရှင်တွေရဲ့လေးလာတွေ့ရှိချက်တွေအရမမိုသစ်တွေဟာလွန်ခဲ့သောနှစ်ပေါင်း4000ခန့်ကမျိုးသုံးသွားခဲ့ကြတယ်လို့မှတ်ချက်ပြုထားကြပါတယ်လေးလာချက်တွေအရမမိုသစ်စင်မျိုးနွယ်စုတွေမျိုးသုံးရခြင်းရဲ့အဓိကအကြောင်းရင်းမှာရာသီဥတုပြောင်းလဲခြင်းလူသားများ၏အမဲလိုက်ခြင်းနဲ့တဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်းတို့ကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ယနေ့ခေတ်မှာတော့မမိုသစ်စင်မျိုးနွယ်စုတွေကိုစိုက်ဘေးရီးယား၊အလာစကာနဲ့ဥရောပမြောက်ပိုင်းတို့မှာ၎င်းတို့ရဲ့ကြောက်ဖြစ်ရုပ်ကြွေးများကိုရှာဖွေလေ့လာနိုင်ပါတယ်။သိပ္ပံပညာရှင်တွေဟာမမိုသစ်တွေရဲ့ DNA ကိုအသုံးပြုပြီး၎င်းတို့ကိုပြန်လည်ရှင်သန်စေရန်ယခုချိန်ထိကြိုးစားနေကြတယ်လို့လည်းပြောပါတယ်။အဲဒီလိုပြုလုပ်ဖို့အတွက်နည်းပညာတွေလိုအပ်နေပေမဲ့လည်းအနာဂတ်မှာမမိုသစ်များပြန်လည်ထွန်းပေါ်လာနိုင်အတွက်မျှော်လင့်နေကြပါတယ်။မမိုသစ်စင်မျိုးနွယ်တွေဟာတမိုင်းမတင်မီကာလမှာစိတ်ဝင်စားဖွယ်ကောင်းသောတရဝါတွေဖြစ်ကြပြီးဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့လူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်မျိုးသုံးပျောက်ကွယ်သွားကြတယ်လို့ဆိုပါတယ်။ဒိုင်နိုဆောသင်တို့ရုပ်ရှင်တွေဗီဒီယိုတွေထဲမှာကြည့်ခဲ့ကြတဲ့ဒိုင်နိုဆောတွေဟာမျိုးသုံးသွားပြီဖြစ်တဲ့တရဝါတွေဖြစ်ပြီးသူတို့ဟာလွန်ခဲ့သောနှစ်တန်းပေါင်း230မှ65တန်းကြားမှာနေထိုင်ခဲ့ကြပါတယ်။ဒိုင်နိုဆောတွေကကမ္ဘာပေါ်မှာနှစ်တန်းပေါင်း165တန်းခန့်ရှင်သန်ခဲ့ကြပြီးသူတို့ရဲ့ကြောက်ဖြစ်ရုပ်ကြွင်းတွေကိုကမ္ဘာအနှံ့မှာတွေ့ရှိခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေးလာတွေ့ရှိချက်တွေအရဒိုင်နိုဆောတွေကိုအဓိကအားဖြင့်အုပ်စုနှစ်ခုခွဲခြားထားပါတယ်။အဲဒါကတော့ဆူရစ်ဂျီယာနဲ့အိုနီသစ်ဂျီယာပဲဖြစ်ပါတယ်။ပထမအုပ်စုဖြစ်တဲ့ဆူရစ်ဂျီယာဒိုင်နိုဆောတွေကအသားစားတရဝါတွေဖြစ်ကြပြီးတန်မာတဲ့ခြေထောက်တွေရှိကြပါတယ်။ဒုတိယအုပ်စုဒိုင်နိုဆောတွေကတော့ပင်စားတရဝါတွေဖြစ်ကြပြီးလက်ပြင်းရှည်ကြီးများနဲ့ရွယ်စားကြီးမားသောကိုယ်ထည်ကြီးများရှိကြပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေးလာတွေ့ရှိချက်တွေအရဒိုင်နိုဆောများမျိုးသုံးရခြင်းရဲ့အဓိကအကြောင်းရင်းမှာလွန်ခဲ့သောနှစ်တန်းပေါင်း65တန်းခန့်ကကမ္ဘာပေါ်သို့ကြီးမားသောဥက္ကာဂိကြားရမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။အဲဒီဖြစ်ရပ်ဟာကမ္ဘာရာသီဥတုကိုပြင်းထန်စွာပြောင်းလဲစေခဲ့ပြီးဒိုင်နိုဆောများပါဝင်မျိုးစိတ်များစွာမျိုးသုံးသွားစေခဲ့ပါတယ်။ဒိုင်နိုဆောများဟာသမိုင်းမတင်မီကာလရဲ့တက်ရှိများကြောင့်လေးလာရမှအရေးပါသောခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။သူတို့ရဲ့ကြောက်ဖြစ်ရုပ်ခြင်းတွေကိုလေးလာခြင်းဖြင့်သိပ္ပံပညာရှင်များဟာတက်ရှိများရဲ့ဆင်ကဲပြောင်းလဲမှုနဲ့ကမ္ဘာသမိုင်းကိုပုံမနားလည်လာနိုင်ခဲ့တယ်လို့ပြောပါတယ်။ဒိုင်နိုဆောတွေဟာလူသားတွေတက်စိတ်ဝင်စားဖွယ်ကောင်းသောသုတေသနကြောင်းရာတစ်ခုဖြစ်ပြီးရုပ်ရှင်တွေစာအုပ်တွေနဲ့ပညာရေးဆိုင်ရာအစီအစဉ်တွေမှာလည်းမကြာခဏဖော်ပြလေးရှိပါတယ်။ Predator ရစ်ကောင်များရစ်ကောင်တွေလို့လွယ်ခေါ်ကြတဲ့ Predator ရစ်ကောင်တွေဟာဒိုင်နိုဆောခေတ်ကာလမှာပြန်တန်းနိုင်တဲ့ကြောရုပ်ရှိတရဝါတွေဖြစ်ကြပါတယ်။သူတို့ဟာလေထဲမှာပြန်တန်းနိုင်တဲ့ပထမဆုံးသောကြောရုပ်ရှိတရဝါတွေဖြစ်ပြီးငှက်တွေနဲ့လင်းတို့တွေတဲ့နှစ်တန်းပေါင်းများစွာစောပြီးပေါ်ထွန်းခဲ့ပါတယ်။ Predator ရစ်ကောင်တွေရဲ့ထူးခြားတဲ့အတောင်ပံတွေဟာရိုးနဲ့အရေပြားဖြင့်ဖွဲ့စည်းထားတဲ့အတောင်ပံတွေဖြစ်ပါတယ်။သူတို့ရဲ့ကြောရိုးတွေဟာလည်းလေထဲမှာပြန်တန်းနိုင်ဖို့အတွက်သင့်လျော်အောင်ပြောင်းလဲနိုင်ကြပါသေးတယ်။သူတို့ရဲ့တောင်ပံတွေဟာအလွန်ကြီးမားပြီးတခြားမျိုးစိတ်တွေဆိုရင်အတောင်ပံလျား10မီတာထိရှည်ကြပါတယ်။ Predator ရစ်ကောင်တွေဟာသိငယ်တဲ့အရွယ်စားသာရှိတဲ့မျိုးစိတ်တွေလည်းရှိကြပြီးအေယာမကြီးမားတဲ့မျိုးစိတ်တွေအထိအရွယ်စားမျိုးရှိကြပါတယ်။ရစ်ကောင်တွေဟာအသားစားတရဝါတွေဖြစ်ကြပြီးငါအင်းဆက်နဲ့တခြားသိငယ်တဲ့ကုန်းနေကြီးနေတရဝါတွေကိုစားသုံးတတ်ကြပါတယ်။ Predator ရစ်ကောင်တွေဟာလွန်ခဲ့သောနှစ်တန်းပေါင်း228တန်းမှ66တန်းထိရှိခဲ့ပြီးဒိုင်နိုဆောတွေမျိုးသုံးသွားတဲ့အချိန်မှာရစ်ကောင်တွေဟာလည်းမျိုးသုံးပျောက်ကွယ်သွားကြတယ်လို့လေ့လာသူတွေကပြောပါတယ်
အခုဆိုရေကောင်တွေရဲ့ကြောက်ဖြစ်ရုပ်ချင်းတွေကိုကဘာတဝမ်းမှာတွေ့ရှိရပြီးသိပ္ပံပညာရှင်တွေဟာရေကောင်တွေရဲ့ဇီဝဗေဒနဲ့ပြန်တန်းနည်းများကိုလေ့လာနေစေဖြစ်ကြပါတယ်။ပရိဟေတောရေကောင်တွေဟာတမိုင်းမတင်မီကာလကလေထဲမှာပြန်တန်းနိုင်တဲ့ထူးခြားတဲ့သတ္တဝါတွေဖြစ်ကြပြီးသူတို့ရဲ့တောင်ပန်တွေနဲ့ပြန်တန်းနိုင်စွမ်းဟာတဘာဝတရားရဲ့အံ့ဖွယ်တစ်ခုဖြစ်တမိုင်းနဲ့ဇီဝဗေဒဆိုင်ရာလေ့လာမှုများအတွက်ရေးပါသောအခန်းကဏ္ဍမှာပါဝင်ခဲ့ကြပါတယ်။စာဘာတုကဆာဘာတုကဆိုတာရှေးဟောင်းသတ္တဝါတွေထဲမှာထင်ရှားတဲ့ကြောင်မျိုးနွယ်ဝင်တွေဖြစ်ပြီးသူတို့ရဲ့ရှည်လျားပြီးချွန်ထက်တဲ့အပေါ်သွားတွေကြောင့်လူသိများကြပါတယ်။ဆာဘာတုကသတ္တဝါတွေဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်း1.5 တန်းကနေ1000ခန့်ကာလအတွင်းမှာနေထိုင်ခဲ့ကြပါတယ်။ဆာဘာတုကတွေရဲ့အပေါ်သွားတွေဟာရှည်လျားပြီးချွန်ထက်နေတာကြောင့်သားကောင်တွေကိုဖမ်းဆီးတဲ့အချိန်မှာသူတို့ရဲ့သွားတွေကိုအသုံးပြုတတ်ကြပါတယ်။သူတို့ဟာသွားတွေကိုအသုံးပြုပြီးသားကောင်တွေကိုဖမ်းဆီးတဲ့အခါမှာအဓိကအားဖြင့်လေကြောင်းကိုအဓိကကိုက်ဖြတ်တတ်ကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ဟာယနေ့ခေတ်ကြောင်တွေနဲ့ဆင်တူနေပေမဲ့ယနေ့ခေတ်ကြောင်တွေတဲ့ပုံမကြီးမားပြီးအလွန်ကြန့်ခိုင်တဲ့ကြွက်သားတွေလည်းရှိနေပါသေးတယ်။ဇာဘာတုကတ်တွေထဲမှာထင်ရှားသောမျိုးစိတ်တစ်ခုဖြစ်တဲ့စပီလီဒွန်တွေဟာမြောက်အမေရိကတိုင်းမှာအများဆုံးတွေ့ရှိရပြီးသူတို့ရဲ့သွားတွေက9လက်မထိရှည်ကြပါတယ်။ဇာဘာတုကတ်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်ကမျိုးသုံးသွားခဲ့ကြပြီးသူတို့မျိုးသုံးပြောက်ွယ်သွားခဲ့ရခြင်းရဲ့အဓိကအကြောင်းရင်းတွေကတော့ရာသီဥတုပြောင်းလဲခြင်း၊သားကောင်များနှဲပါလာခြင်းနဲ့အခြားသောသားရဲထိတ်ဆန်များနဲ့ရှင်ပြိုင်မှုတွေကြောင့်လို့သိပ္ပံပညာရှင်များကမှတ်ချက်ပြုထားကြပါတယ်။ဇာဘာတုကတ်တွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေနဲ့ရိုးတွေကိုတော့မြောက်အမေရိကနဲ့တောင်အမေရိကတိုက်တွေမှာကြောက်ဖြစ်ရုပ်ကျွင်းတွေအဖြစ်တွေ့ရှိခဲ့ရပြီးအဲ့ဒီကြောက်ဖြစ်ရုပ်ကျွင်းတွေဟာသိပ္ပံပညာရှင်တွေအတွက်ဇီဝဗေဒနဲ့အပြုမှုတွေကိုပုံမနားလည်စေရန်ထောက်ကူဖြစ်စေခဲ့ပါတယ်။ဇာဘာတုကတ်တွေဟာတဘာဝသမိုင်းရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပြီးသူတို့ရဲ့ထူးခြားတဲ့လက္ခဏာတွေနဲ့ရှေးဟောင်းသမိုင်းတွေအကြောင်းကိုလေ့လာခြင်းဖြင့်ကျွန်တော်တို့ကမ္ဘာသမိုင်းနဲ့ဇီဝဗေဒဆိုင်ရာသိပညာများကိုပုံမတိုးတက်စေနိုင်ပါတယ်။ဟုတ်ကဲ့ဗီဒီယိုလေးကိုဆုံးထိနားဆင်ပြီးပြီဆိုတော့လူကြီးမင်းတို့အနေနဲ့ကျွန်တော်အခုတင်ဆက်ပေးခဲ့တာတွေကိုသဘောကျမယ်ဆိုရင် like လေးတစ်ချက်နှိပ်သွားခဲ့ကြပါဦးနော်နောက်ထပ်ကဘာကြီးထဲမှာထူးဆန်းအောင်စရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့လူကြီးမင်းတို့အနေနဲ့စောင့်မျှော်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe နဲ့တူခေါင်းလောင်းလေးနှိပ်သွားခဲ့ကြပါအောင်ခင်ဗျာ